အိမ်မာနေရင်ဗီဒီယိုလေးတွေဖန်တီးပြီးတော့ပတ်စံရှာလို့ရတယ် Japan Region TikTok account တစ်ခုဘယ်လိုဖွင့်ရမလဲဆိုတာဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြတင်ဆက်ပေးသွားပါမယ်ခင်ဗျာအကောင့်ဖွင့်ဖို့အတွက် Japan Region ချိတ်ဆက်လို့ရတဲ့ VPN တစ်ခု Outlook app နဲ့ TikTok account ဖွင့်ဖို့အတွက်တခါမှအသုံးမပြုရသေးတဲ့ Gmail account တစ်ခုလိုအပ်ပါတယ်ပထမဦးဆုံး VPN နဲ့တော့ဝင်လိုက်ပါ Japan location ကိုချိတ်ဆက်ပါ VPN ချိတ်ဆက်ပြီးလျင် Outlook app ထဲသို့ဝင်ပါ ညပြထားတဲ့ Create New Account ကိုနှိပ်ပါကိုထားချင်တဲ့ email address ထည့်ပေးလို့ရပါတယ် Next ကိုနှိပ်လိုက်လို့အခုလိုအနီရောင်ဇာတ်တန်းလေးပေါ်နေလျင်အောက်ကပေးထားတဲ့ mail address တွေထဲကတစ်ခုကိုရွေးထည့်ပေးပါ password ထားသည့်အခါအင်္ဂလိပ်အခရာအကြီးအသေး $$ လို့သင်္ကေတမျိုးတွေနဲ့1234စတဲ့ကဏ္ဍတွေဟုပေါင်းဆက်ထားပေးရပါမယ် password အရေးအတွက်အနည်းဆုံး8လုံးရှိရပါမယ် ညပြထားတဲ့ Country Region ဆိုတဲ့နေရာမှာ Japan လို့ပေါ်နေရပါမယ်မပေါ်ခဲ့ရင် VPN ပြောင်းပြီးအစကနေပြန်လုပ်ရပါမယ်ကိုယ့်ရဲ့မွေးနေ့ကိုဖြည့်ပြီး Next ကိုနှိပ်ပါကိုယ့်ရဲ့နာမည်ကိုထည့်ပြီး Next ကိုနှိပ်ပါခဏဆောင်ပြီး Press and Hold ဆိုတဲ့အဖြူရောင်ခလုတ်လေးပေါ်လာရင်ခလုတ်ကိုဖြီထားပေးပါခလုတ်လေးအပြာရောင်အပြည့်ပြောင်းသွားလျင်ခလုတ်ကိုလွှတ်လိုက်လို့ရပါပြီ Skip for now ကိုနှိပ်ပါညပြထားတဲ့အကိုင်ဆက်နှိပ်ပါအခုဆိုရင် Japan Region Outlook မြေတစ်ခုရပြီဆိုတော့ Chrome သို့မဟုတ်အခြားအဆင်ပြေရာ browser တစ်ခုခုတည်းသို့ဝင်လိုက်ပါ Search bar မှာ tiktok.com sign up လို့ရိုက်ရှာပါမြပြထားတဲ့ not now ကိုနှိပ်ပါညဘက်အောက်ထောင်ကအဆက်လေး30ကိုဆက်နှိပ်ပါ ညပြထားတဲ့ Request Desktop Site ကိုနှိပ်လိုက်ပါညပြထားတဲ့ use phone or email ဆိုတဲ့အကွက်လေးကိုနှိပ်ပါကိုယ့်ရဲ့မွေးနေ့ကိုဖြည့်သွင်းပါညပြထားတဲ့ sign up with email ကိုနှိပ်ပါရှေ့မှာဖွင့်ခဲ့တဲ့ Outlook mail address ကိုထည့်သွင်းရမှာဖြစ်ပါတယ်password ထားသည့်အခါအင်္ဂလိပ်အခရာအကြီးအသေး $$ လို့သင်္ကေတမျိုးတွေနဲ့1234စတဲ့ကဏ္ဍတွေဟုပေါင်းဆက်ထားပေးရပါမယ် password အရေးအတွက်အနည်းဆုံး8လုံးရှိရပါမယ် password ထားပြီးလေမြပြထားတဲ့ send code ကိုဆက်နှိပ်ပါ Outlook app ထဲသို့ဝင်၍ TikTok မှာပေးပို့လာသောကုတ်6လုံးကိုယူရပါမည်
ကုတ်6လုံးကိုဖြည့်သွင်းပြီး next ကိုနှိပ်ပါ skip ကိုနှိပ်ပြီးခဏစောင့်ပေးပါ အခုလိုဗီဒီယိုလေးပေါ်လာခဲ့ရင် browser ထဲမှာထွက်ပြီး TikTok app ထဲသို့ဝင်ပါမြားပြထားတဲ့ညာဘက်အောက်ထောင်က profile ကိုနှိပ်ပြီး login ကိုဆက်နှိပ်ပါ use phone email username ဆိုတဲ့အကွက်ကလေးကိုနှိပ်ပါ ရှေ့မှာဖွင့်ခဲ့တဲ့ Outlook mail address ကိုထည့်ပြီး continue ကိုနှိပ်ပါ Outlook mail ထဲသို့ code number 6လုံးပေးပို့ပါလိမ့်မည် Outlook app ထဲသို့ဝင်ပါ ခုတ်ကိုရယူပြီးဖြည့်သွင်းပေးပါ ညားပြထားတဲ့ညာဘက်အောက်တောင်က profile ကိုနှိပ်ပါမြားပြထားတဲ့ညာဘက်အပေါ်ထောင်က menu ကိုနှိပ်ပြီး setting and privacy ကိုဆက်နှိပ်ပါ account ကိုနှိပ်ပြီး account information ကိုဆက်နှိပ်ပါ account region နေရာမှာဂျပန်လို့ပေါ်နေလျင်ပိတ်ဆန်ရှာလို့ရတဲ့ဂျပန် TikTok account တစ်ခုရပါပြီ ဂျပန် account အများစုဟာ Outlook mail လောကြတတ်တာကြောင့် account ဖွင့်ကြည့်ပြီးချင်းစိတ်ချရတဲ့ Gmail သို့မဟုတ်ဖုန်းနံပါတ်ဖြင့်ပြောင်းလဲချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်။မေးပြောင်းလဲချိတ်ဆက်နည်းကိုနောက်ရက်ထပ်မံတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။အားလုံးအဆင်ပြေကြပါစေ။ နေ့စဉ်ကြုံတွေ့နေရတဲ့နည်းပညာအခက်အခဲများကိုရှင်းပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe ပြုလုပ်ပြီးအားပေးကြပါအောင်ခင်ဗျာ။